လူတယောက်ရဲ့ဘဝမှာအကြောင်းအရာဆုံးစကားတစ်ခုကဘာဖြစ်မလဲလို့မေးရင်အဖြေကတစ်ခုတည်းရှိပါတယ်။အဲ့ဒါကတော့ခမရအသက်ရှင်မှုအချိန်ဘယ်လောက်ပဲကြံတော့တယ်ဆိုတဲ့ဆရာဝန်တယောက်ရဲ့အမိန့်ပေးတယ်ပဲဖြစ်ပါတယ်။တေခြင်းတရားဆိုတာလူတိုင်းစီတနေ့ရောက်လာတယ်ဆိုတာမှန်ပေမဲ့နေ့ရက်အတိအကျကိုကြိုသိနေရတဲ့ခံစားချက်ကတော့ရှင်လေးရဲ့နဲ့ငယ်ကြနေတယ်လို့ပါပဲ။ဒီဇလန်လေးကတော့တေဆုံးမှုရဲ့အတိအကျသတ်မှတ်ခံထားရတဲ့လူငယ်နှစ်ယောက်ရဲ့ရင်ခွဲစရာအချစ်ဇလန်တစ်ပုဒ်ဖြစ်ပါတယ်။အာကီတိုဟာအမှုပညာကိုဝါသနာပါပြီးပကြီးဆွဲရတာကိုမြန်နူတဲ့လူငယ်တယောက်ပါ။သူ့ရဲ့အနာဂတ်ကတောက်ပနေလိမ့်မယ်လို့ယုံကြည်ထားခဲ့ပေမဲ့ကံကြမ္မာကတော့မျက်နှာသာမပေးခဲ့ပါဘူး။သူ့ရဲ့ရင်ဘတ်ထဲမှာကြီးထွားလာတဲ့နှလုံးအကျိတ်ကသူ့ရဲ့အသက်ကိုချင်းချောင်နေခဲ့ပါတယ်။ဆရာဝန်ကြီးရဲ့စစ်ဆေးချက်အရအာကီတိုမှာအသက်ရှင်မှုတစ်နှစ်သာအချိန်ကျန်ပါတော့တယ်။ဒီသတင်းကိုကြားလိုက်ရတဲ့အချိန်မှာအာကီတိုရဲ့ကဘာကြီးတစ်ခုလုံးပြိုလဲသွားခဲ့တယ်လို့သူရမ်းမြန်လို့ရတဲ့ပကြီးဆွဲခြင်းကိုလည်းစွန့်လွတ်ပြီးဘဝကိုအရှုံးပေးလိုက်ပါတော့တယ်။နေ့ရက်တိုင်းဟာသူ့အတွက်အဓိပ္ပာယ်မဲ့နေပြီးတေဆုံးရမယ့်နေ့ကိုစောင့်နေရတဲ့လူတစ်ယောက်အဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ်။မျောလင်းချက်မဲ့နေတဲ့အာကီတိုဟာတနေ့မှာဆေးရုံရဲ့ခေါင်မိုးတက်ကိုတက်သွားခဲ့ပါတယ်။လီမင်းတိုက်ခတ်နေခဲ့တဲ့အဲ့ဒီနေရာကနေခုန်ချပြီးအရာအလုံးကိုအဆုံးသတ်ဖြစ်ဖို့သူဆုံးဖြတ်လိုက်တဲ့အခိုက်အတန့်မှာပဲအတန်တစ်ခုကြားလိုက်ရပါတယ်။အဲ့ဒါကတော့ဟာရူနာပါ။ဟာရူနာကဆေးရုံဝတ်စုံနဲ့ဖြစ်ပြီးဖြူဖက်ဖြူရောဖြစ်နေပေမဲ့သူမရဲ့မျက်လုံးတွေကတော့တောက်ပနေခဲ့ပါတယ်။သူမကအာကီတိုကိုလမ်းခေါ်ပြီးအသက်ရှင်ကြီးရဲ့တန်ဖိုးအကြောင်းပြောပြတယ်လို့မျိုးအပြုံးတစ်ခုလက်ဆောင်ပေးခဲ့ပါတယ်။အာကီတိုတယောက်ကိုတက်သေးဖို့စူးစမ်းနေတာကိုရပ်တန့်လိုက်ပြီးဟာရူနာရဲ့စကားတွေကိုနားထောင်ပြီးသွားပါတယ်။အဲ့ဒီနောက်မှာအာကီတိုဟာဟာရူနာအကြောင်းကိုစုံစမ်းကြည့်မိပြီးထိတ်လန့်စရာကောင်းတဲ့အမှန်တရားတစ်ခုကိုသိလိုက်ရပါတယ်။ဟာရူနာမှာလည်းကုသလို့မရတဲ့ယောဂဆိုးတစ်ခုရှိနေပြီးသူမမှာအသက်ရှင်မှု6လတာအချိန်ကျန်ပါတော့တယ်။အာကီတိုထက်တောင်အချိန်နဲ့တဲ့သူမဟာဘဝကိုအရှုံးမပေးဘဲနေ့ရက်တိုင်းကိုပျော်ရွှင်စွာဖြတ်သန်းနေတာကိုတွေးလိုက်ရတဲ့အခါအာကီတိုရဲ့စိတ်ထဲမှာအပြောင်းလဲတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ကိုထက်ကန်ဆိုးတဲ့မိန်းကလေးတယောက်တောင်ဒီလောက်ကြက်ခိုင်နေရင်သူကဘာလို့အရှုံးပေးရမှာလဲဆိုတဲ့အတွေးတွေဝင်လာခဲ့ပါတယ်။အာကီတိုဟာဟာရူနာနဲ့မိတ်ဆွေဖွဲ့ကိုဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့အာကီတိုဟာအရေးကြီးတဲ့အချက်တစ်ခုကိုထိန်ချန်ထားခဲ့ပါတယ်။အဲ့ဒါကတော့သူ့မှာလည်းတေဖို့တစ်နှစ်ပဲလိုတော့တယ်ဆိုတဲ့အချက်ပါပဲ။သူကကျမ်းမာတန်ဆွမ်းတဲ့လူငယ်တယောက်အဖြစ်ဟန်ဆောင်ပြီးဟာရူနာရဲ့ကြံရှိနေတဲ့6လတာအချိန်လေးကိုပျော်ရွှင်စရာအကောင်းဆုံးဖြစ်အောင်ဖန်တီးပေးခြင်းခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့တွေ့ဆုံမှုဟာဆေးရုံကော်ရီတာရဲ့ကြားမှာစတင်ခဲ့ပြီးတဖြည်းဖြည်းနဲ့ရင်းနှီးမှုရရှိလာခဲ့ပါတယ်။ဟာရူနာကပကြီးဆွဲရတာကိုသဘောကျမှန်သိတဲ့အခါအာကီတိုဟာစွန့်လွတ်ထားခဲ့တဲ့ပကြီးစုပ်တံကိုပြန်ကင်မှုဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီနောက်ဟာရူနာအတွက်အလှပဆုံးပကြီးကားတွေဆွဲပေးမယ်လို့ကတိပေးခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာဆေးရုံကခွင့်ပြုရတဲ့အချိန်တွေမှာအပြင်ထွက်လေကြစကားပြောကြနဲ့ပျော်ရွှင်စရာအချိန်တွေကိုဖန်တီးခဲ့ကြပါတယ်။အာကီတိုအတွက်ကတော့အဲ့ဒီအချိန်တွေဟာနာကျင်မှုနဲ့ပျော်ရွှင်မှုဒွန်တွဲနေတဲ့အချိန်တွေဖြစ်ခဲ့ပါတယ်။ဟာရူနာပြောလိုက်တိုင်းသူ့ရင်ထဲမှာနှွေးထွေးသွားပေမဲ့သူမသိဆုံးတော့မယ်ဆိုတဲ့အသီးကသူ့ကိုဓာတ်နဲ့မုန်းတယ်လို့နာကျင်စေပါတယ်။တနေ့မှာတော့ဟာရူနာကသူမရဲ့ဆန္ဒတစ်ခုကိုပြောပြပါတယ်။အဲ့ဒါကတော့သူမမသေးခင်ပန်းခင်းကြီးတစ်ခုကိုမြင်ကျင်နေဆိုတဲ့အကြောင်းပါ။ဒီလိုနဲ့အာကီတိုဟာသူမရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့ပြဿနာကဟာရူနာရဲ့ကျမ်းမာရေးအခြေအနေဟာတပြေးပြေးနဲ့ဆိုးဝါးလာခဲ့ပါတယ်။ဒီလိုနဲ့ဆရာဝန်တွေဟာသူမကိုအပြင်ထွက်ခွင့်ပိတ်ပင်လိုက်ပါတယ်။အာကီတိုဟာစိတ်ပြတ်အားငယ်မသွားပဲတခြားနည်းလမ်းတွေကိုစူးစမ်းရှာဖွေပါတော့တယ်။အဲ့ဒါကတော့သူမရဲ့အခန်းထဲမှာပန်းကင်းကြီးတစ်ခုရောက်လာအောင်ပကြီးဆွဲပေးဖို့ပဲဖြစ်ပါတယ်။အာကီတိုဟာနေမအိတ်ညမအိတ်ပကြီးဆွဲခဲ့ပါတယ်။သူ့ရဲ့ကျမ်းမာရေးကလည်းကောင်းလာတာမဟုတ်ဘဲရင်ဘတ်အောင်တဲ့ဝေဒနာကိုကြိတ်မိတ်စွာတီးခံပြီးဟာရူနာအတွက်လက်ရမြောက်တဲ့ပကြီးကားတစ်ခုကိုဖန်တီးနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာအာကီတိုရဲ့မိဘတွေတငယ်ချင်းတွေကသူ့ကိုနားဖို့ပြောကြပေမဲ့အာကီတိုကတော့လက်မခံခဲ့ပါဘူး။သူမသိခင်လုပ်ပေးနိုင်ခဲ့တဲ့နောက်ဆုံးအရာကဟာရူနာကိုပျော်ရွှင်စေဖို့ပဲဖြစ်တယ်လို့သူယုံကြည်ထားသူပဲဖြစ်ပါတယ်။နေ့ရက်တွေကုန်ဆုံးလာတဲ့အမျှဟာရူနာရဲ့ကျမ်းမာရေးအခြေအနေဟာပုံမဆိုးဝါးလာခဲ့ပါတယ်။သူမဟာဂရင်မော်ကနေမထနိုင်တော့တဲ့အတွက်အာကီတိုဟာနေတိုင်းသူမရဲ့ဘေးနားမှာထိုင်ပြီးစကားတွေပြောပေးနေရပါတယ်။အနာဂတ်အကြောင်းတွေမဖြစ်နိုင်တော့တဲ့အိမ်မက်တွေအကြောင်းကိုပြောကြရင်သူတို့နှစ်ယောက်ရဲ့တန်ရောစင်ဟာပုံမခံခန့်လာခဲ့ပါတယ်။ဟာရူနာကအာကီတိုကိုမေးခွန်းတစ်ခုမေးခဲ့ပါတယ်။ဟာရူနာမေးလိုက်တဲ့မေးခွန်းကတော့သူမတည်သွားရင်ဝမ်းနဲ့မလားဆိုတဲ့မေးခွန်းပဲဖြစ်ပြီးအာကီတိုကတော့ပြန်လည်ဖြေကြားနိုင်ခြင်းမရှိခဲ့ပါဘူး။ဘာလို့လဲဆိုတော့သူလည်းမကြခင်ဟာရူနာနောက်ကိုလိုက်သွားရတော့မယ်ဆိုတာကိုသိနေလို့ဖြစ်ပါတယ်။ဒီဇလန်ရဲ့အချိုးကွေးတစ်ခုကတော့ဟာရူနာရဲ့တငယ်ချင်းအာယာကစီကနေဖြစ်လာခဲ့ပါတယ်။အာယာကအာကီတိုရဲ့ကျမ်းမာရေးအခြေအနေကိုရိပ်မိနေခဲ့ပါတယ်။အာကီတိုစေးတောက်နေတာတွေရံဖန်ရံကန်နာကျင်မှုတွေကြောင့်မျက်နှာပြတ်သွားတာကိုအာကာယကသတိထားမိနေပါတယ်။အာယာကအာကီတိုကိုမေးမြန်းတဲ့အခါအာကီတိုကအမှန်အတိုင်းဝန်ခံလိုက်ပါတယ်။ဒါပေမဲ့ဟာရူနာကိုတော့လှုပ်ဝက်ထားပေးဖို့တန်တောင်းခံခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဟာရူနာဟာသူမကြောင့်အာကီတိုပင်ပန်းနေတယ်ဆိုတာကိုသိသွားရင်စိတ်ထိခိုက်သွားမှာစိုးရိမ်လို့ဖြစ်ပါတယ်။ဟာရူနာရဲ့နောက်ဆုံးရက်တွေနီးကပ်လာတဲ့အချိန်မှာအာကီတိုဟာသူ့ရဲ့ပကြီးကားကိုပြီးစီးအောင်အသေးအတန်ကြိုးစားနေပါတယ်။နှလုံးရောဂါဝေဒနာကသူ့ကိုပြင်းပြင်းထန်ထန်နှိပ်စက်နေပေမဲ့ပကြီးစုပ်တံကိုတော့မချခဲ့ပါဘူး။နောက်ဆုံးမှာတော့အာကီတိုကကြောင်စုံပန်းကင်းကြီးတစ်ခုလုံးပါဝင်တဲ့ပကြီးကားကြီးကိုပြီးစီးသွားခဲ့ပါတယ်။သူဟာအဲ့ဒီပကြီးကားကိုဟာရူနာရဲ့ဆေးရုံထဲကိုတည့်သွားပြီးပြသခဲ့ပါတယ်။ဟာရူနာရဲ့မျက်လုံးတွေထဲမှာမျက်ရည်တွေဝဲလာပြီးအသက်မဲ့နေတဲ့သူမရဲ့မျက်နှာလေးပြုံးသွားခဲ့ပါတယ်။အဲ့ဒီအပြုံးကအာကီတိုအတွက်ကမ္ဘာပေါ်မှာတန်မိုးရှိဆုံးဆုလက်တစ်ခုဖြစ်လာခဲ့ပါတယ်။အဲ့ဒီညမှာပဲဟာရူ
ရုနာကအာဂီတိုရဲ့လက်ကိုကန်ရင်ငြင်းချမ်းစွာတိတ်ဆုံးသွားခဲ့ပါတယ်။သူမထွက်သွားခင်အာဂီတိုကိုစကားတစ်ခုပြောခဲ့ပါတယ်။ဟာရုနာပြောခဲ့တဲ့စကားကတော့အာဂီတိုကိုတွေ့ရတာသူမဘဝအတွက်ကံအကောင်းဆုံးအရာတစ်ခုဆိုတာပါပဲ။ဟာရုနာဆုံးသွားပြီးတဲ့နောက်မှာအာဂီတိုဟာကြီးမားတဲ့ဝမ်းနည်းမှုကိုခံစားလိုက်ရပါတယ်။ဒါပေမဲ့အာဂီတိုတယောက်အရင်လိုငိုမနေတော့ပါဘူး။ဘာလို့လဲဆိုတော့ဟာရုနာမရှိပေမဲ့သူမရဲ့အချစ်တွေဟာသူ့စီမှာကြန့်ရှိနေသေးလို့ပဲဖြစ်ပါတယ်။ဟာရုနာရဲ့ဇာပနာပွဲပြီးတဲ့နောက်မှာအာဂီတိုရဲ့ကျမ်းမာရေးအခြေအနေကလည်းအကြီးအကျယ်ယိုယွင်းလာပါတယ်။ဆရာဝန်တွေခံမှန်းထားတဲ့တနစ်ဆိုတဲ့အချိန်ကလည်းတဖြည်းဖြည်းနီးကပ်လာပါတယ်။ဒါပေမဲ့အာဂီတိုဟာအရင်လိုစိတ်တက်ကြမနေတော့ပဲဟာရုနာပေးခဲ့တဲ့ခွန်အားတွေနဲ့သူ့ရဲ့ကြန့်ရှိနေတဲ့အချိန်ကိုအတိတ်ပဲရှိဖြတ်သန်းမှုဆုံးဖြတ်ထားပါတယ်။ဒီလိုနဲ့သူဟာဟာရုနာနဲ့ပတ်သက်တဲ့အမှတ်တရတွေကိုပကြီးဆက်ဆွဲနေခဲ့ပါတယ်။ဇလန်းရဲ့အထွတ်ထိပ်ကိုရောက်လာတဲ့အခါမှာတော့ပရိသတ်တွေမျှော်လင့်မထားတဲ့အလဲတောင်းတစ်ခုပေါ်လာခဲ့ပါတယ်။အဲ့ဒါကတော့ဟာရုနာကအစာကလေးကအာဂီတိုရဲ့ယောဂအကြောင်းကိုသိနေခဲ့တယ်ဆိုတဲ့အချက်ပါပဲ။အာဂီတိုရဲ့အခန်းထဲမှာတွေ့လိုက်ရတဲ့ဟာရုနာရဲ့နေ့စဉ်မှတ်တမ်းစာအုပ်လေးထဲမှာအရာအလုံးကိုရေးသားထားခဲ့လို့ပဲဖြစ်ပါတယ်။အာဂီတိုကသူ့ကိုတနာလို့ဟန်ဆောင်ပြီးတွဲနေတယ်ဆိုတာကိုသူမှသိခဲ့ပေမဲ့အာဂီတိုရဲ့စေနာကိုနားလည်လို့မသိကြအောင်ဆောင်ပြီးခဲ့တာဖြစ်ပါတယ်။အမှတ်တမ်းစာအုပ်ထဲမှာအာဂီတိုလည်းငါ့လိုနာကျင်နေမှာပဲ။ငါတို့နှစ်ယောက်လုံးတည်ရင်တရားကိုရင်ဆိုင်နေတာချင်းအတူတူမို့လို့သူ့ကိုပို့ပြီးချစ်မိသွားတယ်လို့ရေးထားတာကိုဖတ်လိုက်ရတဲ့အချိန်မှာအာဂီတိုရဲ့မျက်ရည်တွေတားမရစီးပြကျဆင်းလာပါတော့တယ်။သူကဟာရုနာကိုကာကွယ်ပေးနေတယ်လို့ထင်ခဲ့ပေမဲ့တကယ်တမ်းတော့ဟာရုနာကသူ့ရဲ့ခံစားချက်တွေကိုနားလည်ပြီးပြန်လည်ကာကွယ်ပေးခဲ့တာဖြစ်ပါတယ်။ဒီအချစ်ဟာတာမန်ချစ်ချင်းမြတ်တာတွေထက်ပုံမှန်နှဆိုင်ပြီးလေးနက်လွန်းလာပါတယ်။အာဂီတိုဟာသူ့ရဲ့နောက်ဆုံးထွက်သက်မတိုင်ခင်လူပညာပြပွဲတစ်ခုကိုဝင်ရောက်ရှင်ပြိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဝင်ပြိုင်ခဲ့တဲ့ပြပွဲမှာအာဂီတိုဆွဲခဲ့တဲ့ပကြီးကားဟာဟာရုနာရဲ့ပုံစံတူပကြီးကားဖြစ်ပြီးသူမရဲ့အပြုံသူမရဲ့မျက်ဝန်းတွေထဲမှာညှော်လင်းချက်တွေကိုအသက်ဝင်နေအောင်ရေးဆွဲထားခဲ့ပါတယ်။ဒီပကြီးကားဟာကြည့်ရှုသူတိုင်းရဲ့နှလုံးသားကိုကိုင်လုံနိုင်ခဲ့ပြီးအာဂီတိုရဲ့အချစ်ကိုတက်တည်ပြနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့အာဂီတိုဟာဟာရုနာရှိရာအရက်ကိုလိုက်သွားခဲ့ပါတယ်။ရုပ်ရှင်ရဲ့ဇာတ်သင်ခန်းမှာသူတို့နှစ်ယောက်လုံးမရှိတော့ပေမဲ့သူတို့ထားရိတ်ခဲ့တဲ့ပကြီးကားလေးတွေနဲ့အချစ်ဇလန်းဟာလူတွေရဲ့နှလုံးသားထဲမှာဆက်လက်ရှင်သန်နေခဲ့ပါတယ်။အာဂီတိုနဲ့ဟာရုနာတို့ဟာသိချင်းတရားကိုအောင်နိုင်ခဲ့ကြပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့အချစ်ဟာအချိန်နဲ့နေရာကိုကျော်လွန်ပြီးထာဝရတည်မြဲသွားခဲ့လို့ပဲဖြစ်ပါတယ်။ဘဝဆိုတာဘလောက်ကြာကြာနေရတယ်ဆိုတာထက်ဘလို့နေထိုင်ခဲ့ရတယ်ဆိုတာကပိုပြီးအရေးကြီးပါတယ်။မနှက်ပြန်ဆိုတာဘသူအတွက်မှတည်ရတဲ့အရာမဟုတ်ခဲ့တဲ့အတွက်ဒီနေ့ဒီအချိန်ဒီအခိုက်အတန့်ကိုတန်ဖိုးထားပြီးချင်းရသူတွေနဲ့အတူတူပျော်ရွှင်စွာဖြတ်သန်းတင်ပါတယ်။အာဂီတိုနဲ့ဟာရုနာတို့လိုပဲနာကျင်စရာကံကြမ္မာကြုံလာရင်တောင်အချစ်စစ်နဲ့ရင်ဆိုင်ကြော်ဖြတ်နိုင်တယ်ဆိုတာကိုဒီဇလန်လေးကတက်တည်ပြသွားခဲ့ပါတယ်။တခါတလေမှာပြီးဆုံးသွားခြင်းဟာအဆုံးသတ်မဟုတ်ပဲပုံမူလှပတဲ့အစပြုခြင်းတစ်ခုလည်းဖြစ်လာနိုင်ပါတယ်။